အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ match လာတရက်နေ့ပဲဖြစ်ပါတယ် Super Sunday ပါဒီနေ့မှလည်းပွဲစဉ်ပွဲကောင်းတွေအများကြီးရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့မနေ့ကကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တာတော့ Man City go out အဆင်ပြေကြားလိမ့်မယ်လို့ထင်ပါတယ်Ovidio body ကတော့လဲချော်သွားတယ်ဘယ်လိုပဲဖြစ်နှစ်ပွဲမှာဒါ plus 30လောက်တော့ okay ကြားမယ်လို့တော့ထင်ပါတယ်ဆိုတော့ဒီနေ့မှလည်းကျွန်တော် free ပွဲစဉ်နှစ်ပွဲအဖြစ်ရွေးချယ်ထားပါတယ် Premier League ပွဲစဉ်တစ်ပွဲ Benchmark ပေါ့နော် Arsenal နဲ့ Chelsea တင်းရဲ့ပွဲစဉ်ရဲ့ဒါ Serie A အစောပိုင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ Cremonese နဲ့ AC Milan အသင်းတို့ရဲ့ပွဲစဉ်နှစ်ပွဲကိုကျွန်တော် free ပွဲစဉ်အဖြစ်သုံးသပ်ရွေးချယ်တင်ဆက်ပေးခြင်းပါတယ် Okay ဆိုတော့ပထမဆုံးအနေနဲ့ Super Sunday ရဲ့ဒါအကောင်းဆုံးပွဲလို့ပဲပြောရမှာပေါ့ဆိုတော့ Arsenal နဲ့ Chelsea တင်းရဲ့ပွဲစဉ်ကိုပထမဆုံးအနေနဲ့သုံးသပ်ပေးခြင်းပါတယ်ဆိုတော့မနေ့က Manchester City အသင်းက Leeds United အသင်းကိုအနိုင်ရရှိသွားခဲ့တာကြောင့်လက်ရှိမှာ Arsenal နဲ့ Man City ကဒါပွဲစဉ်28အထိအပြီးမှာရမှတ်အားဖြင့်2မှတ်ပဲကွာတော့တယ်Arsenal ကတော့ရမှတ်60နဲ့တမှတ်Man City ကတော့ရမှတ်59မှတ်ဒါပေမဲ့ဒီနေ့ Super Sunday မှာရှင်ပြိုင်ကစားမဲ့လန်ဒန်ဒါဘီပွဲစဉ်ကတော့ Arsenal ကတော့ပွဲကြိုအဖြစ်ကန်ရမှာပွဲစဉ်29ဖြစ်ရှင်ပြိုင်ကစားရမှာဆိုတော့ Arsenal အနေနဲ့ဒီပွဲစဉ်ကတစ်ဖက်ကပြိုင်ဘက်အသင်းကြီးနှစ်သင်းတွဲဆုံနေတဲ့ပွဲစဉ်ပေါ့နော် Chelsea နဲ့တွဲဆုံနေလန်ဒန်ဒါဘီလည်းဖြစ်နေတဲ့အတွက်အမှားခံလို့မရဘူးဒီပွဲစဉ်ကိုဒါတရေကျသွားမယ်ဆိုလို့ရှိရင်တော့ City ကတပွဲရောနဲ့ရမှတ်3မှတ်ပဲကွာဟာတော့မဲ့အနေထားပြီးတော့နှစ်သင်းကြားမှာဆိုလို့ရှိရင်လေဒါဂိုးကွာခြားချက်အရာဒါ plus က3လောက်ပဲကွာတာဖြစ်တဲ့အတွက်ကို City အနေနဲ့ပွဲစဉ်29မှာသာနိုင်မွေးရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒါဂိုးကွာခြားချက်အရာ City ကတော့မှအမှတ်ပေးစရာအဆင့်1ကိုဒါရယူသွားဖို့ရှိတယ်ဒါကြောင့် Arsenal ကဒီပွဲစဉ်ကဒါတရေကျလို့တော့မရဘူးအိမ်ဝင်းမှာပေါ့နော်ဒါနိုင်ပွဲရရှိမှသာဒါ City ကိုရမှ2မှတ်အကွာပေါ့နော်2မှတ်အကွာဆိုတာကဒါတပွဲအတာနဲ့ဥဆောင်နိုင်မှာလည်းဖြစ်ပါတယ်ဆိုတော့ Arsenal အသင်းတွေကတကယ်ကိုအရေးကြီးတဲ့ပွဲစဉ်လို့ပြောရမှာလည်းဖြစ်တယ်တစ်ဖက်က Chelsea အသင်းကလည်းနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာမမျှော်လင့်ထားဘဲနဲ့ဒါ Leeds United တို့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ Stamford Bridge မှာဘန်လီတို့ကိုတရေစတိုက်ကြခဲ့တာကြောင့်လည်း Champions League ဝင်ခွင့်အတွက်ကဒါသူ့အတွက်ကလည်းအရေးကြီးတယ်ရမှတ်လိုအပ်နေတယ်လက်ရှိမှာဆိုလို့ရှိရင်ဒါ Champions League ဝင်ခွင့်အတွက်အဆင့်4နေရာမှာဒါ United ကရမှတ်48မှတ်နဲ့ရပ်တည်နေပြီးတော့ဒါအဆင့်9နေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Liverpool တင်းပေါ့နော်မနေ့ကဒါ Watson ကိုဂိုးပြတ်အနိုင်ရရှိသွားတာဖြစ်တဲ့အတွက်ကိုရမှတ်48မှတ်နဲ့ United နဲ့ရမှတ်2အဆင့်9နေရာမှာရပ်တည်နေတယ်ဆိုတော့ Chelsea တင်းကရမှတ်45မှတ်ဆိုတော့အပေါ်မှာ United နဲ့ Liverpool ရှိနေတာဖြစ်တဲ့အတွက်ကို Chelsea တင်းကလည်းဒီပွဲစဉ်ကနိုင်ပွဲလိုအပ်တယ်ရမှတ်3မှတ် Champions League ဝင်ခွင့်အတွက်အရေးကြီးတယ်ဆိုတော့နှစ်သင်းရဲ့ပွဲစဉ်ကတော်တော်လေးကြီးလို့ကောင်းမဲ့ပွဲစဉ်ပြီးတော့ဒီရာသီမှာသူတို့နှစ်သင်းကလည်းဒါပူပူနွေးနွေးကာရာဘောင်းကပ်မှာတွေ့ဆုံလာတယ်အဲ့ဒီတုန်းကတော့ဒါ Arsenal ကဒါ 1-0 ဆိုတဲ့ရလဒ်မျိုးနဲ့အင်ဂွေး Emery မှာ Chelsea ကိုအနိုင်ရရှိထားတယ်ဆိုတော့ head to head အရကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံးတွေ့ဆုံမှု17ကြိမ်မှာဆို Arsenal အသင်းကအသာစီးရရှိထားတယ် head to head အရတော့ဒီနှစ်အပိုင်းခြားတွေမှာ Arsenal ကအပြတ်သက်သာတယ်လက်ရှိဒီရာသီမှာလည်း Arsenal က Champion ပြေးလမ်းကြောင်းပေါ်မှာရှိနေတဲ့အနေအထားဆိုတော့လက်ရှိမှာ Arsenal အသင်းကအပေါ်အသင်းဖြစ်ရှိနေတယ်နိုင်ဂျီးယားခိုင်နှုန်းလည်းများတယ်လို့ကျွန်တော်သုံးသပ်ရမှာလည်းဖြစ်တယ်လူစင်းရကြည့်မယ်ဆိုရင်တော့နှစ်သင်းစလုံးမှာကွာဟချက်ကြီးကြီးမားမားတော့မရှိဘူးတိုးတော့ Chelsea သင်းမှာကတော့ဒါ injury ပြဿနာတွေအပြင်ဒါနောက်ခံကစားသမား Fofana ကအဓိကပွဲပဲပြဿနာကြောင့်လွဲချော်ဖို့ရှိတဲ့အနေအထား Arsenal ဘက်ကကြည့်မယ်ဆိုရင်တော့အဓိကကစားသမားအစုံလင်းနဲ့တော့ဒါပွဲထွက်လာဖို့ရှိတယ် Bukayo Saka တို့ကအစပါလာဖို့ရှိတယ်ဆိုတော့နောက်တန်းမှာဆိုလို့ရှိရင်လည်းဒါလူဆုံနေတာမျိုးရှိတယ်ဆိုတော့ Arsenal သင်းကတော့နည်းနည်းလေးပူတာတယ်အင်္ဂွင်းအားတာချက်ရှိတယ်ဆိုတော့လက်ရှိအကြောပေးမှုရကျွန်တော်ကြည့်အောင်အာရှရဲ့ဈေးကွက်ဖွင့်လှစ်မှုရဆိုရင်တော့ Arsenal တင်းကအိမ်ဝင်းကနေပြီးတော့ 1+10 နဲ့ကိုပေါင်းကြီး3လုံး minus 3လုံး plus 55နဲ့50ပတ်ချလဲအကြောပေးထားပါတယ် Okay ဆိုတော့ကာရာဘောင်းကပ်မှာနောက်ဆုံးတွေ့ဆုံမှု Arsenal ကွင်းမှာဖွင့်ပေးခဲ့တဲ့အကြောပေးမှုနဲ့ကျွန်တော်ရှင်းကြည့်အောင်အဲ့ဒီတော့ကတော့ Arsenal က 1+40 Chelsea ကိုအကြောပေးခဲ့တယ် Arsenal 1-0နဲ့နိုင်ခဲ့တယ်ဆိုတော့ဖလားပွဲစဉ်နဲ့ League ပွဲစဉ်မှာဆိုရင် League ပွဲစဉ်ကခြေတန်းကပို့ပြီးတော့မြင့်လေးရှိတယ်မာကျော်ပြီးတော့ပြင်းရှားလေးရှိတယ်ဆိုတော့ Arsenal ကလက်ရှိမှာ 1+10 ဆိုတာကဒါမာကျော်တဲ့ခြေတန်းကိုကျွန်တော်တို့ဒါသုံးသပ်လို့ရတယ်နောက်တစ်ချက်က Man City အသင်းဒီအိမ်ကွင်းမှာ Chelsea နဲ့တွေ့ဆုံတော့ Man City အသင်းကလည်း 1+30 ဆိုတာမျိုးဒါ Premier League ပွဲစဉ်မှာအကျော်ပေးခဲ့တယ်အဲ့ပွဲစဉ်မှာတော့ Man City ကြေးမအောင်မဲနဲ့ဒါတေရလက်ထွက်ပေါ်ခဲ့တယ်ဆိုတော့ Man City နဲ့ Arsenal ကခြေတန်းအရပြောရမယ်ဆိုရင် Arsenal အသင်းကအဆင့်1နေရာမှာရှိရဆိုပေမဲ့ Man City ကနည်းနည်းလေးခြေတန်းပုံမြင့်တယ်10-20လောက်ခြေတန်းပုံမြင့်တယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်ဆိုတော့လက်ရှိမှာ Arsenal တင်းကနိုင်ပွဲလိုအချက်ရှိနေတာဖြစ်တဲ့အတွက်ကို Man City က Chelsea ကိုအကျော်ပေးတာထက်လည်းပြင်းထားတဲ့ပုံစံမျိုးပေါ့နော် Man City 1+30 ပေးတဲ့အနေထားမှာဒါ Arsenal ကလက်ရှိမှာတော့ 1+10 ဆိုတာကတော့ဒါ fair ဖြစ်တဲ့အကျော်ပေးမှုအသင်းကြီးနှစ်သင်းတွဲဆုံမှုမှာဒါမာကျော်တဲ့အကျော်ပေးမှုလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်နောက်တစ်ချက်က Arsenal အသင်းရဲ့ပေါ့နော်လက်ရှိဥရောပ
ဒါကျေးတန်းအရာဆိုလို့ရှိရင်တော့ Arsenal 1.5 နဲ့ 1.6 လောက်ပဲပေးထားပြီးတော့ Chelsea အနိုင်ကို6ဆလောက်ပေးထားတာဖြစ်တဲ့အတွက်ကိုအဝေးကွင်းရ Chelsea အသင်းကတော့အနိုင်ရရှိဖို့ခက်ခဲလိမ့်မယ်တိုးတော့တရီတစ်ပေါက်ကတော့ရှိတယ်ပေါ့နော်တရီကတော့ဒါ4ဆလောက်ပဲပေးထားတာဖြစ်တဲ့အတွက်ကိုတရီတစ်ပေါက်ကတော့ကျွန်တော်တို့ဒါထဲ့တွက်တင်တယ်လို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ပါ Arsenal နဲ့ဒီပွဲကိုတည်ကြသွားရင်ကျွန်တော်ရှေ့ရပြောလို့ City ကကြော်တက်သွားမဲ့အနေအထားပွဲစဉ်29မှာဒါကြောင့် Arsenal အနေနဲ့ကတော့မဖြစ်မနေဒီပွဲစဉ်ကိုအနိုင်ရရှိဖို့စူးစမ်းလာမဲ့အနေအထားပြီးတော့နီးပြအာတီတာနဲ့ Arsenal အသင်းဒီလေဒီယာဒီမာမဒါ Premier League Champion ဆူဖလာယူပေါ့နော်ဒါစုကူဖို့အနီးကပ်ဆုံးဖြစ်တဲ့အနေအထားမှာလက်မလို့လောက်ဘူးလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်သူတို့အနေနဲ့အစွမ်းကုန်စူးစမ်းသွားလိမ့်မယ်လို့ထင်တယ်ဒီယာဒီမာဟိုဆူဖလာကိုချင်းကပ်နိုင်မှုအကောင်းဆုံးအနေအထားမှာမလုံနိုင်ရင်နောက်ရာသီဆိုပိုခတ်သွားမယ့်အနေအထားမျိုးပေါ့နော်ဆိုတော့ Arsenal အသင်းအနေနဲ့ဒါအိမ်ကွင်းမှာကစားမှလည်းဖြစ်တာလည်းတစ်ကြောင်းပေါ့နော်ကြေးတန်းရလည်းမာကျော်ရလည်းတစ်ကြောင်းဘယ်လိုပဲဖြစ်ဖြစ်တေးတစ်ပေါက်ရှိတယ်ဆိုပေမဲ့လည်းArsenal အသင်းရဲ့ Champion အတွက်ကြိုးစားမဲ့ခြေစွမ်းကိုပဲကျွန်တော်တို့ဒါစွန့်စားသင့်တယ်လို့တော့ကျွန်တော်တို့မြင်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ် Arsenal အသင်းနဲ့ risk ယူပြီးတော့ပေါ့နော်နေသင်းနဲ့ပွဲစဉ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်။ Arsenal အသင်း body ကိုကျွန်တော်ကြိုက်ပါတယ်။ Okay နောက်ထပ်ပွဲစဉ် Cremonese နဲ့ AC Milan အသင်းရဲ့ပွဲစဉ်ဒီပွဲစဉ်ကတော့အစောပိုင်းပွဲစဉ်မှာဆိုတော့ Cremonese အသင်းရဲ့အိမ်ကွင်းမှာ6နာရီမှာရှင်မြန်ကစားမဲ့ပွဲစဉ်ပထမကြောကတော့အလုံးသိကြတဲ့အတိုင်းပဲ AC Milan ကတော့အသင်းကြီးဖြစ်ပြီးတော့ Cremonese တန်တက်လာတဲ့နှစ်မှာပဲပေါ့ရော့ပြီးတော့အိမ်ကွင်းမှာ 1-2 ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနေခဲ့ရတယ်လက်ရှိ Cremonese ရဲ့ form ကိုကြည့်အောင်ဆိုတော့ Cremonese ကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ဒါရုန်းကန်နေရတာမျိုးရှိတယ်တရီတပွဲပဲကြာလာတဲ့အိမ်ကွင်းမှာ Gino အားနဲ့ကျန်တဲ့ပွဲစဉ်တွေမှာဒါနောက်ဆုံးပွဲစဉ်မှာ Roma ကိုရှုံးတယ် Atlanta Inter စတဲ့အသင်းကြီးတွေပေါ့နော် Sassuolo တို့ကိုရှုံးလာတယ်ဒါအမှတ်ပေးကြမှာဆိုလို့ရှိရင်လည်း Cremonese ကအဆင့်ပေါ့နော်ဒါ19နှစ်နေရာမှာရပ်တည်နေတယ်ရမှတ်24မှတ်တန်းစင်းစုံနဲ့တော့နည်းနည်းလေးလွတ်တယ်တိုးတော်လဲတန်းစင်းစုံကလက်ချီနေဆိုရင်တော့ရမှတ်24မှတ်ရမှတ်2နေတယ်ဆိုတော့ Cremonese အတွက်ကလည်းအိမ်ဝင်းမှာကစားမှာဖြစ်တယ်တစ်ဖက်က AC Milan အသင်းကြီးဆိုပေမဲ့လည်းသူတို့တို့တရေတမှတ်ရရှိမယ်ဆိုရင်တော့မှဒါတန်းစင်းစုံကဒါလက်ချီကိုပေါ့နော်တမှတ်အသာနဲ့ရုံထွက်နိုင်မဲ့အနေထားဆိုတော့သူတို့တို့ရမှတ်တမှတ်ကလည်းအရေးကြီးတယ်တစ်ဖက်က AC Milan အသင်းကြတော့လေဒါတိတ်ခါပိုင်းအင်ရဒီယာဒီမှာတန်တက် Cremonese ကိုအိမ်ဝင်းမှာရှုံးထားတဲ့အနေထားကိုပြန်ပြီးတော့ခြေပဖို့လိုအပ်နေတယ်လို့ဒါ Series Super အတွက် Inter Milan အသင်းကိုဖိအားပေးဖို့အတွက်ရမှတ်3မှတ်ကအရေးကြီးတယ်ပြီးတော့ AC ကနောက်ဆုံးကစားခဲ့တဲ့ Series နှစ်ပွဲမှာရမှတ်တွေဆုံးရှုံးခဲ့တယ်နှစ်ပွဲမှာတမှတ်ပဲရခဲ့တယ်အိမ်ကွင်းမှာကိုမုံနဲ့တရေကြခဲ့တယ်ရမှတ်ဆုံးရှုံးခဲ့တယ်နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းပါမောက်ကိုမထင်မှတ်ပဲနဲ့အိမ်ကွင်းမှာပဲ0-1နဲ့ရှုံးနေခဲ့ရတာဖြစ်တယ်တော့ရမှတ်ဆုံးရှုံးခဲ့တယ်ဒါကြောင့်လက်ရှိမှာ Inter နဲ့ဒါ AC Milan ကရမှတ်အားဖြင့်ဆိုလို့ရှိရင်14မှတ်လောက်တောင်ကွာနေပြီဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါ AC Milan အတွက်ကတော့ဒီပွဲစဉ်ကရမှတ်မဆုံးရှုံးသင့်တဲ့ပွဲစဉ်နှစ်သင်းကြားထဲမှာကွာဟမှုလည်းကြီးမားပါတယ်ဆိုတော့လက်ရှိရဲ့အကြောပေးမှုကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း AC Milan ကအဝေးကွင်းဆိုပေမဲ့လည်း1-50 လောက်ထိပြင်းရှားတဲ့အကြောပေးမှုမျိုးပေးထားပါတယ်ဆိုတော့ AC Milan နဲ့ကြေးတမ်းမကွာတဲ့ Napoli အသင်းတော်မှာ Cremonese ကွင်းမှာ 1+30 ပေးခဲ့တဲ့အနေအထားမှာ AC Milan ကတော့ကြေးတမ်းမာတယ်နိုင်ပွဲလိုအပ်ချက်ရှိနေတာလည်းတကြောင် AC အနေနဲ့ဒါပြင်းရှားတဲ့အကြောပေးမှုမျိုးပေါ့နော်ဒါပုံမှန်ထက်ပြင်းရှားတဲ့အကြောပေးမှုမျိုး1-50 အထိပေးရတာဖြစ်တဲ့အတွက်ဒါနိုင်သေးတဲ့ကြေးတမ်းမျိုးလို့ကျွန်တော်ယူဆတယ် Bokiri အနေနဲ့လည်းဒီချိန်ကတော့ဒါ AC Milan အနိုင်ရရှိသွားမဲ့ပုံစံမျိုးကိုဒါခင်းကျင်းပေးထားတာဖြစ်တဲ့အတွက် Milan Bori နဲ့ရင်ခုန်တင်တယ်သို့တော့ +50 တော့ risk ယူရမယ့်အနေအထားမျိုးပေါ့နော်နှစ်ဂိုးပြတ်မယ်ဆိုရင်တော့အပြည့်အဝပျော်ရွှင်ခွင့်ရမယ့်အနေအထားဘယ်လိုပဲဖြစ်ပါ Inter Milan ကိုဖိအားပေးဖို့လိုအပ်နေတယ်ရှင်းတဲ့ပွဲမှာလည်းရမှတ်ဆုံးရှုံးထားတဲ့အနေအထားရဲ့ AC Milan ရဲ့ယုံအားကိုပောက်ကွဲအားကိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့ဒါမြင်တွေ့ရမယ်လို့ထင်ပါတယ်ဆိုတော့ AC Milan Bori ကိုကျွန်တော်ကြိုက်ပါတယ်ဒါကတော့ Super Sunday ရဲ့ပွဲစဉ်တွေက free ပွဲစဉ်နှစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးခဲ့တာလည်းဖြစ်ပါတယ်ကြန့်ရှိနေတဲ့ပွဲစဉ်တွေမမပွဲစဉ်တွေကိုတော့မမ group မှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ် join နေတဲ့ညီကိုတွေအတွက် Viber number လေးချပေးထားပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ